ပုတ်ကို3ဦးရှိမယ်အဲ့ဒီလူပုတ်ကိုတွေကဘာတွေလဲကိုပြောပြမယ်ငါရဲ့နင်ရဲ့သူ့ရဲ့သူမရဲ့ဖြစ်တယ်ဘာတွေလဲငါရဲ့နင်ရဲ့သူ့ရဲ့သူမရဲ့ပြန်ပြောမယ်တရုတ်စကားတင်နေတဲ့တစ်လျှောက်လုံးလူပုတ်ကိုလို့ပြောပြီးဆိုရင်အဲ့ဒီလူပုတ်ကိုကဘယ်နှဦးရှိမလဲ3ဦးရှိမယ်အဲ့ဒီလူပုတ်ကိုတွေကဘာတွေလဲဆိုတော့ငါရဲ့နင်ရဲ့သူ့ရဲ့သူမရဲ့ဆိုပြီးတော့ရှိမယ်အဲ့တော့ဆရာမတို့ကငါဆိုတဲ့စကားလုံးပဲဟုတ်လားဆိုတော့လည်းမဟုတ်သေးဘူးငါရဲ့ကျွန်တော်ရဲ့ကျမရဲ့တားရဲ့သမီးရဲ့တားဆိုတာကို့အမေနဲ့စကားပြောတဲ့ခါကျရင်ကိုယ့်ကိုတားလို့ပြောတာသမီးဆိုတာကိုယ့်ထက်အသက်ကြီးတဲ့လူတွေသမီးကလေတားကလေကျွန်တော်ကလေကျမကလေအဲ့လိုမျိုးပြောတာအဲ့တော့ငါရဲ့အတိတ်ပဲမှာငါကျွန်တော်ကျမတားသမီးဆိုပြီးရှိတယ်နင်ဆိုတဲ့အတိတ်ပဲနင်ဆိုတဲ့အတိတ်ပဲနီနင်ဆိုတဲ့အတိတ်ပဲကနီနင်းဆိုတဲ့နီရဲ့နင်းရဲ့ဆိုမှ2မျိုးရှိမယ်ဘယ်နှမျိုးရှိမလဲ2မျိုးနင်ဆိုတဲ့အဓိပ္ပာယ်က2မျိုးရှိမယ်ဘယ်နှမျိုးရှိမလဲ2မျိုးရှိမယ်အဲ့တော့ဘာရလဲဆိုတော့နီရယ်နင်ရယ်နီဆိုတဲ့စကားလုံးကဘယ်လိုခါမှာသုံးမလဲနီဆိုတဲ့စကားလုံးကကိုနဲ့ရွယ်သူတတ်သူချင်းချင်းမှာသုံးမယ်ကိုတငယ်ချင်းနော်ကိုတငယ်ချင်းကိုနဲ့အခန်းဖော်ကိုအတန်းဖော်ကိုနဲ့တတ်သူရွယ်သူမှာနီလို့သုံးလို့ရတယ်လို့ကိုထက်တက်ကြီးတဲ့လူတွေမှာတွားပြီးတော့နီလို့တတ်သုံးလို့မရအောင်ရိုင်းတယ်အဲ့တော့ဆရာမတို့ကနင်းဆိုတဲ့စကားလုံးကိုပဲသုံးရမယ်ပြန်ပြောမယ်နော်ငါဆိုတဲ့အတန်ထွက်ကိုဘယ်လိုပြောမလဲဝေါ်ငါဆိုတဲ့အတန်ထွက်ကိုဝေါ်နင်ဆိုတဲ့အတန်တက်ကိုနီနောက်တစ်ခုကနင်နီဆိုတဲ့အဓိပ္ပာယ်ကကိုထက်အသက်ကြီးတဲ့လူကိုနီလို့ပြောလို့ရလား no လုံးဝမရဘူးကိုထက်အသက်ကြီးတဲ့လူကိုနင်လို့ပြောရမယ်ကိုနဲ့ဒန်းတူရွယ်သူကိုနီလို့ပြောရမယ်နောက်တစ်ခါသူမယောက်ျားလေးကိုသူလို့ပြောလို့ရတယ်မိန်းကလေးကိုဆိုရင်သူမလို့ပြောလို့ရတယ်အဲ့ဒါကိုကြတော့ထားဒီတစ်ပိုက်ကိုပြန်ပြောမယ်နော်ဆရာမတို့တရုတ်စကားသင်နေတဲ့တခြားလုံးမှာလူပုဂ္ဂိုလ်ဘယ်နှဦးရှိလဲ3ဦးရှိမယ်ဘယ်နှဦးရှိမလဲ3ဦးအဲ့ဒီ3ဦးကိုပြောကြည့်အောင်ဆရာမတို့က3ဦးကဘာတွေဖြစ်မလဲငါရဲ့နင်ရဲ့သူရဲ့သူမရဲ့ဖြစ်မယ်ဘာတွေဖြစ်မလဲငါနင်သူမโอเคအဲ့ဒီငါနင်သူမကိုတရုတ်လိုအတန်ထွက်ပြောကြည့်အောင်ဝေါ်ငါဆိုရင်ဝေါ်ငါဆိုရင်ဝေါ်နင်ဆိုရင်နီကိုထက်အသက်ကြီးတဲ့လူကိုနင်သူမကိုထားသူမကိုထားဒါပြင်ဆရာမတို့ဒို့ဆိုတဲ့စကားလုံးအများစလုံးလားအနည်းစလုံးလားငါတို့နင်တို့သူတို့ဆိုတာအများစလုံးလားအနည်းစလုံးလားအများစလုံးဖြစ်တယ်ဒါကိုဒို့လို့ပြောမယ်ဒို့ဆိုတဲ့စကားလုံးじゃ main ဒို့ဆိုတဲ့စကားလုံးကို main ဒို့ဆိုတဲ့စကားလုံးကို main ဒါဆိုဆရာမတို့ဒီအပေါ်ကစကားလုံးနဲ့ဒီ main နဲ့တွဲမှာငါတို့ဆိုရင်ဝေါ် main ငါတို့ဆိုရင်ဝေါ် main ငါတို့ဆိုရင်ဝေါ် main နင်တို့ဆိုရင်နီ main နင်တို့ဆိုရင်နီ main သူတို့ဆိုရင်ထား main သူတို့ဆိုရင်ထား main အဲ့တော့ဒီစကားလုံးတွေကိုတွဲပြီးသုံးရမယ်ဘယ်လိုသုံးရမလဲတွဲပြီးတော့သုံးရမယ်တွဲပြီးသုံးရဆိုတာဆရာမဘာပြောရလဲဆရာမကစာကြောင်းတွေရေးထားတယ်ငါတို့ဒီနေ့ကြောင်းမလာဘူးလို့ရေးထားတယ်ဆိုရင်ကလေးတော်တော်များများကဒီဒို့တွေပြုတ်ကြခဲ့ရငါပဲရေးထားတယ်ဒီရဲ့ဝေါ်နီထားပဲရေးထားတယ်ဒီဒို့မပါလာဘူးဆရာမဒို့ဆိုတဲ့စကားလုံးတင်ထားလားတင်ထားတဲ့အတွက်ငါတို့ဆိုရင်ဝေါ်မိန်လို့ရေးခဲ့ရမယ်နင်တို့ဆိုရင်နီမိန်လို့ရေးခဲ့ရမယ်သူတို့ဆိုရင်ထားမိန်လို့ရေးခဲ့ရမယ်ဝေါ်နီထားလို့ရေးခွင့်ရှိလားမရှိဘူးเนาะလုံးဝမရှိဘူးအဲ့တော့ငါတို့နေတို့သူတို့ဆိုတဲ့စကားလုံးတွဲသုံးရမယ်ဆိုတာမျိုးပြောတာတစ်ခါတည်းတွဲသုံးရမှာ